Hello, Dini Garage day 19 bono, so Dini Gabio, the movie, a bolo bound tree bono. So, but I'm out on the tricep, Sonija, and tricep play the Senate Kaku, Donga, sorry, bono, tricep, so with the reason, care push up to the knee push up, bono, the two legs in the Senate Kaudo Liga are two like it, bono. So, I knee push up got a work here, so 2 hours a year, gown like bono, 2 year come out, simply like the now buying the Laguia left man like bono. Now, the Quaja, Kaga or nearly Chinese, Luro, Tanzania, so 8 holidays happy and PM, the knee push 2 year Kaja and the baby dim open the lady over Laga the Chapman, la the Chati last we had the bounce on it, like BG. ဒီမှာဆိုရင်လည်းရှိရရှိမယ်ဆိုရင်ဒါလက်ကပေါ့နော်အစင်ပြေလာတယ်တွေ့ရမယ်ဒါပေမဲ့ကျွန်တော်ယူတော့လက်ကိုတက်တက်ယူရဒါပေမဲ့နည်းနည်းလေးမြဲဟိုဖြစ်နေသလားပေါ့နော်ဒါအဲ့နောက်ပိုင်းဒီနည်းနည်းပေါ့နော်ကျွန်တော်12ခေါက်ကို2ကြိမ်လောက်ဆော့လိုက်ပြီးဆိုရင်လက်မတော့နည်းနည်းထောင်လာတယ်ပေါ့နော်ဘာလို့လဲမသိအားကရော့လာလို့လားမပြောတတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးဆိုရင်ကျွန်တော်ဒီမှာဆိုရင် hip ကျန်နေခဲ့လို့ခံစားရတယ်ကျွန်တော်ပုံမှန်ဒီလိုမျိုးပေါ့နော်ဒီချိတ်ရင်ကြတော့လေ hip မကျန်တယ်လို့မျိုးတစ်မျိုးပြီးတစ်မျိုးပြောင်းနေတာပေါ့နော်ကျွန်တော်လိုအပ်ချက်တွေကလည်းတစ်ခုပြီးတစ်ခုရှိနေတာဒီလိုဆိုရင်ကျွန်တော် hip ကျန်နေခဲ့လို့တိတ်ပြီးတော့မမြင်ရဘူးပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်တော် push up ကို without equipment လုပ်နိုင်တဲ့နည်းလေးပါ To obviously show my result, I have a new equipment that even power right now. That's why I have to do without equipment. Oh my god! ကျွန်တော်တို့ကတော့ one push up ပဲလုပ်နိုင်တော့အရန်ကိုပြောပါတယ်ဆိုတော့ကျွန်တော် one push up လုပ်တဲ့ဘေးနာညီမလေးမောင်လေးလက်ခုပ်တွေဝိုင်းတီးပေးချပါတော့တကယ်ပါပဲတကယ်လေးပြောဖို့ကောင်းပါတယ်ကျွန်တော်ပုံမှန်ဒီဆဆထိုးရှင်တော့ဆိုရင်ဒီ one push up ကိုတောင်မထိုးနိုင်နေကျွန်တော်ရဲ့ဘဝပေါ့နော်အခု one push up လေးထိုးနိုင်လာတယ်ဒါ2ခေါက်လောက်ပေါ့နော်တစ်ခါထိုး2ခေါက်လောက်ရလာဆိုတော့လူကအရန် PT ဖြစ်ပြီးတော့ PT ဖြာနေပါတယ်ဒါပေမဲ့လည်းတနေ့တာတည့်ရတဲ့အတိုင်းပဲပေါ့နော်တချို့ဟာတွေကလည်းကျွန်တော်ငိုစရာဖြစ်တချို့ဟာတွေကလည်းပျော်စရာတွေပဲပေါ့နော်